ဘုန်းကြီးတို့တွေခုချိန်မှာလူလာဖြစ်နေကြတယ်လူလာဖြစ်တဲ့အချိန်လေးမှာဘုရားသာသနာပွင့်လင်းနေလို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုကြားနာခွင့်ရနေကြတယ်လူဖြစ်တဲ့လူတိုင်းကြားနာခွင့်ရလားဆိုမရဘူးအနည်းငယ်သောပုဂ္ဂိုလ်များကြားနာခွင့်ရတော့လေတရားဆိုတာမရှိသည့်အတွက်ကြောင့်ကြားနာနိုင်မှုမရှိပြန်ဘူးအကြောင်းညင်ညွတ်မှလူလည်းဖြစ်အောင်မှအသိဉာဏ်လည်းရှိအောင်မှတရားလည်းရှိအောင်မှမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေနဲ့လည်းကြုံတွေ့အောင်မှအဲ့လိုအခြေအနေကောင်းတွေစုံစည်းတဲ့အခါမှသာဆုံးမတရားတော်ကိုကြားနာခွင့်ရတဲ့အချိန်လေးဟာအမှန်တမ်းနေပါတယ်လို့သူတို့ပြောတယ်လူကရောက်လာပြီတဲ့အခါသိကြတာမဟုတ်ဘူးလူဘဝမှာဒီအသက်အနှစ်တရာတွင်းမှာပြန်ပြီးတော့ထွက်သွားကြရတာပဲဖြစ်တယ်အနှစ်တရာပြည့်အောင်နေရတဲ့ပုဂ္ဂိုလ်ဆိုတာအလွန်နေတယ်ပေါ့လူဘဝရောက်ပြီဒေငါ60 90 80 90ဆိုရင်ထွက်ကြပြီပြန်ထွက်သွားကြဗမာပြည်မှာတယ်မဟုတ်တခြားနိုင်ငံတွေလည်းဒီလောက်ပဲအဲ့ဒါလိုပဲပြန်သွားတဲ့အခါဘယ်သွားတယ်ဆိုတာတော့ဒီတမန်ပုဂ္ဂိုလ်ကြီးကတော့သိချင်မှာမဟုတ်ဘူးသို့တော့အကဲခတ်လို့ရတာတော့သူကဘာတွေလုပ်နေသလဲသူရဲ့စိတ်နေသဘောတရားနဲ့သူလောက်ကင်နေတဲ့အနေအထားတွေကိုကြည့်ပြီးအတော်အသင့်တော့ခံမှန်းလို့ရတယ်မြတ်စွာဘုရားကသိနိုင်တဲ့နီလန်းလေးတော့ပေးထားတယ်ဘာလို့ဆိုဗုဒ္ဓဝိသပတနာဘုရားပေါ်မှာနိနိကာကကြည်ညိုတယ်ညနိုးတယ်ယုံကြည်တယ်ဓမ္မေဝိသပတနာတဏတရားပေါ်မှာနိနိကာကအသိဉာဏ်နဲ့သိဉာဏ်သက်ဝင်ပြီးတော့ကြည်ညိုလေးစားတယ်တန်ခေအဝိသပတတာတန်ခါပေါ်မှာနိနိကာကအသိဉာဏ်နဲ့သက်ဝင်ကြည်ညိုတယ်အရိယကန္တသီလအသက်ထက်တန်မိုးထားပြီးတော့၅ပါးသီလကိုလုံအောင်ထိန်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကိုတော့မြတ်စွာဘုရားကကိုယ့်အကူခေါ်ခိန်ထုတ်နိုင်တယ်တဲ့ငါဒီဘဝကသိရင်ခိနနေရောမိငါအတွက်ငရဲအိုးဆိုတာမရှိဘူးခိနတရိစ္ဆာနယောနိငါအတွက်တရိစ္ဆာန်ဘဝဆိုတာမရှိဘူးခိနာပိတိဝိတယောငါအတွက်မှာပြိတ္တာအတုရကဲဆိုတာမရှိဘူးငါကောင်းတဲ့ဂတိရောက်မဲ့ပုဂ္ဂိုလ်ပဲလို့ပြောနိုင်တယ်လို့ဓမ္မဒါသတရားမှန်ကျင်းမှုဓမ္မမှန်ကျင်းမှုမြတ်စွာဘုရားပေးထားရတာဖြစ်တယ်အဲ့ဒီကျင်းမှုပြင်ပေါ်မှာကိုယ့်ကိုစစ်ဆေးကြည့်လို့ရမယ်ပေါ့နော်ကိုယ်ရုပ်ပုံလွှာကိုခုကြည့်လိုက်တယ်မှန်တယ်မှာကိုယ်ရုပ်ပုံလွှာကိုကြည့်လိုက်တယ်လို့ပဲကိုယ်ဘဝကိုစစ်ဆေးပြီးကိုယ့်အကိုဖြည့်ပေးလို့ရတယ်လို့ဓမ္မဒါသပရိယာယဓမ္မအာရာသတရားရည်ဟူသောမှန်ကျင်းမှုရှိခေတ်ကတော့ခြေပြားကိုဝင်းနေအောင်ပုတ်ထားပြီးတော့ကြည်တာမို့ခြေမုံလို့ခေါ်တာအခုခေတ်တော့ပရာသုတ်ထားတဲ့မှန်ဖြစ်လို့မှန်ပေါ့ကြည်မှန်ပေါ့နော်ဒါမို့နှစ်ခုပေါင်းပြီးတော့မှန်ခြေမုံလို့ပြောတာနော်ပါဠိလိုအာရသအင်္ဂလိပ်လိုမေရာဆိုသမေရာဆိုနော်ခြေမုံဆိုခုခေတ်တော့သတင်းစာလည်းရှိတယ်ခြေမုံသတင်းစာဆိုနော်အဲ့ဒါလို့ပေါ့အဲ့တော့လူတွေမှာကိုယ့်ကိုယ်မှန်ထဲမှာကြည့်ပြီးတော့ကိုယ့်ကိုယ်လှမလှဆုံးဖြတ်ကြတယ်လို့စမတ်ကြမကြဆုံးဖြတ်ကြတယ်လို့ပဲကိုယ့်ဘဝဟာစမတ်ကြမကြကောင်းတဲ့ဘဝရောက်နိုင်မရောက်နိုင်ဓမ္မဒါသဆိုတဲ့ခုနအချက်၄ချက်နဲ့ကိုက်ညီမှုရှိမရှိဘုရားတရားသံဃာယရဏသုံးပါးပေါ်မှာအသိဉာဏ်နဲ့သက်ဝင်ယုံကြည်ခြင်း၅ပါးသီလအရိယာတွေမျက်မျက်နှုံနှုံထိမ့်သိမ်းဆော့ဆော့တဲ့၅ပါးသီလလုံးဝလုံညောင်ထိမ့်သိမ်းခြင်းဆိုတဲ့ဒီအချက်၄ချက်ကိုယ်တဏ္ဍာမှာပြည်ပြီးဝရှိနေပြီဆိုရင်တော့ကိုယ့်အကိုပဲဆုံးဖြတ်တော့သူတို့ဆိုတယ်နော်အပယ်၄ပါးကလွတ်တယ်လို့ကိုယ့်အကိုပဲဆုံးဖြတ်နိုင်တယ်ဒါမြတ်စွာဘုရားဟောထားတဲ့တရားပဲเนาะအဲ့ဒါလို့ဘဝဆိုတာမတည်မြဲတဲ့ဘဝ
ဘယ်ဘဝမှာတည်ငြိမ်တာမဟုတ်ဘူးအေးဘဝရောက်လာပြန်တော့လေလူဘဝရောက်တဲ့အခါမှာလေချမ်းသာတဲ့အခါချမ်းသာပြန်တယ်ပစ္စည်းဥစ္စာတွေနဲ့အဆင်ပြေတဲ့အခါအဆင်ပြေမပြေတဲ့အခါဆင်းရဲမွဲတေတဲ့အခါဖြစ်တယ်ဖျားလောင်းသည်ပဲနေချမ်းသာတဲ့တတိဖြစ်တဲ့အခါဖြစ်တယ်ဆင်းရဲသားဖြစ်တဲ့အခါဖြစ်တယ်မျိုးစုံနော်လူကောင်းဖြစ်တဲ့အခါဖြစ်တယ်တကိုးတမြဖြစ်တဲ့အခါဖြစ်တယ်ဘဝဆိုတာစုံကြီးစံကြီးအတိမကျနေကြီးမြင့်ကြီးအတိမကျဘုံဘဝမှာပါနဲ့တူတော့ဆိုရင်ဇက်ခုံပေါ်မှာသမင်းသားမင်းသမီးတွေကပြနေတယ်လို့ပဲနော်ပုံစံအမျိုးမျိုးနဲ့ကပြနေတယ်လို့ဘဝမှာလည်းပဲဘဝဇက်ခုံကြီးကိုတက်ပြီးတော့ဘုန်းကြီးတို့တွေဟာကပြနေကြတာလို့အဲ့ဒီလိုချိန်ခါမျိုးမှာဒီဘဝရဲ့အပြစ်နာစာတွေရှိတာဖြစ်တော့ကြောင့်ဘဝကိုသာဝရကောင်းမှုဆိုတာကိုယ့်ပေါ်မှာပဲမူတည်တယ်ကိုယ့်ပေါ်မှာမူတည်တယ်မူတည်သည့်အတွက်ကြောင့်အရေးကြီးတဲ့ကိုချင်းသီလထိန်းသိမ်းဆောင်ရှောက်ကြကိုချင်းသီလထိန်းသိမ်းဆောင်ရှောက်ပြီးဆိုလို့ရှိရင်ဘဝမှာဒါနကောင်းမှုဘာဝနာကောင်းမှုတွေဆက်လက်ပြုလုပ်တဲ့အခါမှာတကယ်ကိုအပေဘက်ကိုမဆင်းရပဲနဲ့ချမ်းသာဒုက္ခတစ်ခုမှချမ်းသာဒုက္ခတစ်ခုချမ်းသာတဲ့ဘဝတစ်ခုကနောက်ချမ်းသာတဲ့ဘဝတစ်ခုအကောင်းကနေအကောင်းဒုက္ခိနဒုက္ခံဆိုတာချမ်းသာတစ်ခုကနေချမ်းသာတစ်ခုကိုရရှိပြီးတော့အစဉ်ပြေတဲ့ဘဝနဲ့ပဲနောက်ဆုံးနိဗ္ဗာန်ထိအောင်ရောက်ရှိနိုင်တယ်ဆိုတဲ့လမ်းကြောင်းကိုလည်းမြတ်စွာဘုရားပေးထားတာဖြစ်